င်္ဂလာပါကျွန်တော်ရဲ့ F1 channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကရှင်းပြပေးမှာကတော့ Android ပုံမှာရှိတဲ့ Viber အကောင့်ကိုကိုယ့်ရဲ့ laptop မှာရှိတဲ့ Viber software နဲ့တွဲဖက်ပြီးတော့အသုံးပြုပုံစံလေးကိုတစ်ချက်ရှင်းပြပေးပါပါပထမဆုံးအနေနဲ့ Android ဖုန်းတွေက Viber software လေးကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Java down လေးအောက်ခြေလေးမှာရှိတဲ့ Mode ဆိုတဲ့ထဲကိုတစ်ချက်ဝင်လိုက်မယ်ပေါ့ Mode ဆိုတဲ့ထဲကိုရောက်သွားပြီဆိုတာနဲ့ကျွန်တော်တို့က account ဆိုတဲ့ထဲကိုတစ်ချက်ဝင်ပေးလိုက်မယ်ပေါ့နော်အကောင့်ထဲကိုရောက်တာနဲ့ desktop နဲ့ tablet ဆိုတဲ့ထဲကိုကျွန်တော်တစ်ချက်လေးဝင်ပေးမယ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ရဲ့ညာဘက်တောင်လေးမှာရှိတဲ့ QR လေးကိုတစ်ချက်ဝင်လိုက်တာနဲ့အခုလိုမျိုး scan ပုံလေးပေါ်လာမယ်ပေါ့နော်အဲ့လိုဖြစ်သွားပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ laptop မှာရှိတဲ့ Viber စုံလေးတွေကိုကျွန်တော်တို့ကတစ်ချက်လောက်လေးတော့ဝင်ပေးဖို့လိုအပ်တာပေါ့နော်ကျွန်တော်တို့ Viber စုံလေးတွေကိုတစ်ချက်လောက်ဝင်လိုက်မယ်ပြီးတော့ဆိုတာနဲ့ကျွန်တော်တို့ပေါ်လာတဲ့ Viber စုံလေးရဲ့ညာဘက်တောင်မှာရှိတဲ့ QR လေးကိုကျွန်တော်တို့ခုနကရရှိခဲ့တဲ့ Android ဖုန်းမှာစကန်လေးကိုကျွန်တော်ဖတ်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ Android ဖုန်းက Viber အကောင့်နဲ့ computer က Viber နဲ့ကျွန်တော်တို့ချိတ်ဆက်သွားပြီပေါ့နောက်ထပ်ဗီဒီယိုလေးတွေလည်းကြည့်ရှုလို့ရအောင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ဖို့မမေ့နဲ့ဟုတ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်